ကျွန်တော်စီရင်ကနေစဉ်အတွင်းမှာပဲပထမချီစတင်လိုက်ပြီးဖြစ်ပါတယ်ဟေးယောမျက်လုံးအဝတ်နဲ့စီးလာတာကြောင့်တယောက်နဲ့တယောက်အနံ့ခံပြီးတော့ထိုးကြမှာလည်းဖြစ်ပါတယ်ဟေးယောတယောက်နဲ့တယောက်အနံ့ရသွားပြီးကန်တယ်နောက်စီကိုထိတယ်ခင်ဗျာကောင်းတယ်ခင်ဗျာကန်ချက်ကမြင်တွေ့ရတဲ့အတိုင်းတယောက်နဲ့တယောက်အနံ့ခံပြီးတော့ရှာနေတယ်ခင်ဗျာမတွေ့သေးပါဘူးခင်ဗျာကန်တယ်ရန်တမ်းမှန်ကန်တာခင်ဗျာတယောက်နဲ့တယောက်ရှာရင်းနဲ့ပဲပထမချီပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စီရင်ကနေစဉ်အတွင်းမှာပဲဒုတိယချီစတင်လိုက်တာနဲ့တစ်ဆက်ထိုးထားတယ်တိုးတယ်မြင်တွေ့ရတဲ့အတိုင်းထိုးရမယ့်လူနှစ်ယောက်မထိုးဘဲနဲ့ဘေးကကြည့်နေတဲ့လူတွေကိုပတ်ထိုးနေတာခင်ဗျာပြိုင်ပွဲရပုံမြိုင်းဆိုင်လာပြီးတော့ဘေးကကြည့်နေတဲ့လူတယောက်မှအနာမကက်ရတော့ဘူးခင်ဗျာဒိုင်မှာထိုးပလိုက်ပြီခင်ဗျာဒိုင်မောက်သွားပြီမဲ့လေတယောက်မှဂျိုးဝိုင်းနဲ့ဝင်ပြီးတော့မဆွဲရတဲ့အနေထားကိုလည်းမြင်တွေ့ရတယ်ခင်ဗျာမမြင်မစမ်းတဲ့ဒိုင်ကိုခလုတ်တိုက်ပြီးမောက်လဲပြီပြန်ထားတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲဘေးကကြည့်နေတဲ့လူကိုထိုးပြန်ပြီနောက်တစ်ချက်ထပ်ထိုးတယ်တကယ်ထိုးရမယ့်ကစားသမားနှစ်ယောက်ကလွဲလို့ကြံတဲ့လူတွေကတော့တယောက်တစ်ချက်စီအထိုးခံရပြီးပြီခင်ဗျာစောစောကအထိုးခံရပြီးမေ့သွားတဲ့ဒိုင်လူကြီး